ချစ်မိတ်ဆွေတို့ရေအခုရက်ပိုင်းနေရလဲအရန်ကိုအပူချိန်များနေတဲ့အတွက်ဟင်းနဲ့လည်းမစားကျင်လို့တရက်တီးတုတ်ကလေးနဲ့ပဲဝလေးဟင်းကြိုလေးကိုချက်စားဖြစ်တဲ့ရှင်။ဘာပဲပြောပြောအတုတ်ကလေးနဲ့အရေးတောက်လေးရဲ့နဲ့ဆိုတော့ထမင်းစားလို့မိန်သွားတဲ့ရှင်။ဝယ်လာတဲ့တရက်တီးကလည်းဘာမျိုးစားလဲမသိဘူးရှင်။အရန်မှအရန်ကိုချစ်နေရှင်။အဲ့ဒါကြောင့်မလို့ကျမကကော်ဖီလေးရေကြက်သွန်အနီများများလေးထည့်ပြီးတော့မှတောက်လိုက်ပါတယ်ရှင်။အရင်ဆုံးတရက်တီးလေးကိုချစ်ကလေးနဲ့ချစ်ထားလိုက်ပါမယ်ရှင်။ကော်ဖီလေးကိုလည်းရိတ်ကလေးလှီးထားပါမယ်ရှင်။ကျက်သွန်အနီနှလုံးကိုလည်းအနေတော်လေးလှီးထားပါမယ်ရှင်။ငရုတ်သီးစိမ့်လေး2တောင်းလောက်ထည့်မယ်ရှင်။အတုတ်ထဲမှာမပါမဖြစ်တဲ့မြေပဲဆန်ကြော်လေးကိုလည်းထည့်လိုက်ပါမယ်ရှင်။မြေပဲလေးကိုလည်းမညက်တညက်လေးစိတ်ထားပေးပါတယ်ရှင်။တရက်တီးလေးစတုပ်ဖို့အတွက်ကော်ဖီကြက်သွန်အနီမြေပဲဆန်ထောင်းအချို့မုံစားပဲမုံအကျက်ငန်းပြားရည်ကြက်သွန်အဖြူစီချက်ကလေးနဲ့ငရုတ်သီးစိမ့်လေးထည့်ပြီးတုပ်လိုက်ပါမယ်ရှင်။တုပ်နေရင်နဲ့ကိုအနံ့လေးကအရန်ကိုမှုှပြီးတော့တရေတောင်ကျနေပါပြီရှင်။အရသာလေးမြည်ကြည့်တော့လဲချင်းကန်ဆက်ကလေးကလည်းကွက်တီပဲရှင်။အစာပလာများများလေးနဲ့ဆိုတော့တရက်တီးရဲ့အရှင်တက်ကလေးကလည်းနည်းနည်းလျော့သွားလို့ပိုပြီးစားလို့ကောင်းတယ်ရှင်။အခုဆိုရင်စားဖို့ရအတွက်အစင်းနှင်းဖြစ်ပါပြီရှင်။အခုလိုမျိုးတရက်တီးတုပ်တစ်မျိုးတည်းနဲ့လည်းထမင်းစားလို့မိန်သွားပါတယ်ရှင်။